မင်္ဂလာပါရှင်အားလုံးမင်္ဂလာပြည့်တင်ပေးရခင်ရှင်းကြပါစီနော်အခုခေတ်ကြီးရောက်နေတဲ့အနေအထားဟာကျမတို့ဟာပူနေတဲ့အနေအထားပေါ့နော်ပူနေတဲ့ကဘာကြီးမှာရောက်နေပါတယ်အားလုံးကပူနေပါတယ်ကံလေးလည်းပူတယ်စိတ်တွေလည်းပူတယ်ရာသီဥတုတွေကလည်းပူတယ်စားတဲ့အာဟာရလည်းပူတယ်ဒါကြောင့်လူတွေတော်များများဟာအပူနာယောဂါတွေဖြစ်နေကြပါတယ်တခုမဟုတ်တခုတော့ဖြစ်နေကြတာပါနော်ယောဂါကြီးတွေလည်းတိုးလို့စီးကျူတွေတက်လို့ကင်ဆာဖူးကျိတ်တွေဖြစ်လို့လက်ကောင်းတွေရင်ကျင်နာတွေဖြစ်လို့နော်မျက်နှာမှာဆိုရင်လည်းဝက်ချန်တင်းတိတ်တွေစသဖြင့်ပေါ့နော်အပူနာယောဂါတွေဖြစ်နေကြပါတယ်ကိုယ့်ဘက်ကအပူနာဖြစ်နေတယ်မဖြစ်နေဘူးဆိုတာလေဒီလိုယောဂါကြီးတွေဖြစ်မှာမဟုတ်ဘူးအပါရိကယောဂါလေးတွေအပါရိကကိုယ်ခန္ဓာကိုယ်မှာဖောက်ပြန်နေတာလေးကိုကြည်ချင်းအဖြစ်လေကိုယ်မှာအပူတွေပုတ်တွေဘလို့များနေတယ်ဆိုတာကိုသိနိုင်ပါတယ်နော်ခန္ဓာကိုယ်ထဲမှာအပူပုတ်တွေများလို့အစိတ်တောက်တွေစုလာပြီဆိုရင်ပုံမှန်နဲ့ပိုပြီးများလာပြီဆိုရင်ဘာတွေဖြစ်တတ်တယ်လဲသတိထားကြည့်ရင်မြင်ပါနော်ကျမတို့ဗစက်ကလေးကကရွန်းနဲ့နေရပုံမှန်နဲ့ပိုပြီးတော့နန်းလာပြီကျမတို့ချွေးနဲ့နေရပိုပြီးတော့နန်းလာပြီချွေးနဲ့နေဆိုးလာပြီကရွန်းနဲ့နေဆိုးလာပြီနော်လေလဲတဲ့ခါမှာတော့မှအပုတ်နံဟာပိုပြီးတော့ထွက်လာပေါ့ရှင်တဖုံးနေလဲကြွလာမယ်သွားတွေနာမယ်ဒါအပူနာတွေနော်အပူပုတ်တွေများပြီအစိတ်တွေများလာပြီဆိုရင်ဖြစ်လာတဲ့လက္ခဏာလေးတွေမျက်စိတွေကြည့်ရတာမကောင်းဘူးဝေဝါးလာပြီနော်နှစ်ချက်အဲ့လိုမပြောတော့ဘူးအကြောတွေတက်မယ်ညောင်းညာကြိုက်ခဲလာမယ်ကိုလက်တွေနာခြင်းမယ်နော်အသားရည်တွေ၆တွေ့လာတာတော့ဒါတွေကမြင်းသားထင်လွယ်တဲ့ကျမတို့အပုတ်များခြင်းအစိတ်တောက်များခြင်းလက္ခဏာတွေပေါ့နော်ဒီလိုပုတ်တွေစိတ်တောက်များလာပြီဆိုရင်ကျမတို့ရဲ့ခန္ဓာကိုယ်တွေကနေပြီးတော့ဒီအပူတွေပုတ်တွေစိတ်တောက်တွေကိုထုတ်ဖို့အတွက်ကျမတို့ကြံဆောင်ရမှာနော်ဒီတိုင်းပဲထားမယ်ဆိုရင်ကျမတို့ယောဂါတွေကပြေးပြေးကြီးလာပြီးတော့ယောဂကြီးနာတွေကိုခံစားလာမှာဖြစ်တယ်နော်အဲ့အတွက်ကြောင့်ဒီလိုအပူပုတ်တွေထုတ်တဲ့အခါမှာအသားရည်တွေခြောက်လာတယ်နော်အဲ့ကြောင့်ကျွန်တော်ဒီခေတ်မှာဆိုသတိထားကြည့်မြင်ပါနော်တင်းလိပ်တွေဖြစ်လာကြတယ်အဖုပိန်တွေအစီဖုတွေမျက်နှာတွေမှာတအားပဲမျက်နှာမှာဆိုတဲ့အသားရည်တွေမှာဖြစ်လာကြတယ်ပေါ့နော်ဒါကျမတို့ကိုယ့်ဘက်ကိုသတိထားပြီးကြည့်ရမယ်ဒီအပူပုတ်တွေကိုကုံအောင်လုပ်တဲ့အခါမှာကျမပကံသူလေးကတစ်ဖက်တစ်လမ်းကနေပြီးတော့ခန္ဓာကိုယ်မှာရှိတဲ့အပူပုတ်တွေကိုရှော့ချနိုင်ဖို့အပူပုတ်တွေကိုထုတ်လုပ်နိုင်ဖို့အတွက်ပကံသူကကွန်ပျူတာလေးရထုတ်လုပ်ပေးထားတယ်ပကံသူကထုတ်တဲ့ထုတ်ကုန်လေးတွေကစစ်စစ်ချက်အောင်ပြီးထုတ်လုပ်ကုန်လက်မှတ်ရပြီးဖြစ်တယ်လို့တကယ်ကိုလူများကျမ်းမာဖို့အတွက်ကိုဂရုတစိုက်ရွေးချယ်ပြီးထုတ်လုပ်ပေးထားတာဖြစ်ပါတယ်အစီအစဉ်တကြစနစ်တကြထုတ်လုပ်ထားတာမဟုတ်ပါဘူးရှင်ကြစ်လက်တိတ်သေးသေးလေးနဲ့လူများအတွက်တကယ်ကိုအဖိုးစစ်အဖိုးမှန်သုံးဆွဲနိုင်တာလေးကိုတော့ထုတ်လုပ်ထားတာဖြစ်ပါတယ်ရေချိုးတဲ့အခါမှာဒီပုတ်ပုတ်တွေကင်းဖို့အတွက်ခြေဖွားလေးကိုစားပုတ်ပြီးအပူထုတ်ရေချိုးသလိုကျမပကံသူကထုတ်တဲ့ကရမတ်ရေချိုးဆက်ပြမကြီးရေချိုးဆက်ပြထက်ကလာရေချိုးဆက်ပြလေးတွေသုံးပြီးပူပုတ်ထုတ်နိုင်သလိုကရမတ်အမှုန့်စစ်ဆိုရင်ဒါအပူပုတ်တွေထုတ်ဖို့အတွက်အကောင်းဆုံးပဲသဘာဝပေးတဲ့နတ်စိတ်လေးဖြစ်တယ်နော်ဒီမှာပကံသူကထုတ်တဲ့ကရမတ်မှုန့်စစ်ဘာလို့ထုတ်ရလဲဆိုတော့အတုံးကြီးတွေကြောက်ပြင်းကြီးနဲ့တွေးဖို့အတွက်ခက်ခဲနေတဲ့သူတွေဘယ်ပဲတော့တဲဆောင်ပြီးတော့မသွားနိုင်တဲ့သူတွေအတွက်နောက်တစ်ခါပါဇက်ကနေပြီးတော့လေကရမတ်ကိုရက်ရမှာဖြစ်တဲ့အတွက်ကျမတို့ကတန့်ရှင်းတက်ရက်ဆိုတာရက်တန့်ရှင်းစနစ်တကျကြမ်းမှာရက်နိုင်မှုအတွက်ကိုဒီပကံကရမတ်မှုစစ်ကလေးကိုထုတ်ပေးထားတာဖြစ်တယ်နော်ဒီကရမတ်မှုလေးကိုရင်းနဲ့ဖြောပြီးတော့ကျမတို့ခန္ဓာကိုယ်မှာလင်းလို့ရတယ်လို့အရေးပြားကလည်းတွင်းပြီးတော့အပူပုတ်တွေထုတ်လို့ရတယ်လို့ပါဇက်ကလည်းရက်ပြီးတော့အပူပုတ်တွေထုတ်လို့ရတယ်ရှားပြားနေတစ်စိမ့်ဝင်သွားတယ်ကရမတ်ရဲ့အရာသားလေးကခန္ဓာကိုယ်ထဲမှာရှိတဲ့အပူပုတ်တွေကိုကင်းစင်မှာဖြစ်တယ်ဒါပေမဲ့ကရမတ်ဟာတညက်နဲ့တော့မတည့်ဘူးနော်တနာရီလောက်ချပြီးမှအသုံးပြုတင်ပါတယ်ကရမတ်ကိုနှာခေါင်းကိုလည်းတွင်းလို့ရတယ်နော်ရှူပေးရမယ်ပေါ့သူ့နံလေးကိုပကံကထုတ်တဲ့ကရမတ်မှုစစ်ပါစိတ်ချယုံကြည်စွာအသုံးပြုပါပကံကထုတ်တဲ့တနခါအခောက်မှုအပွေးမှုစစ်ပါဒါလည်းဧခတတဘာဝပါနော်နေ့တနခါညကရမတ်လို့ဆိုလို့ရှိရမို့လားရှင်နေ့ခါကရမတ်ကမဲလို့မလင်းချင်ဘူးဆိုရင်တနခါမှုန်လေးလင်းဖို့တဲ့တနခါဒုံစစ်ကိုသွေးတဲ့အာနိဒေတိုင်းပြေဝရရှိဖို့အတွက်တနခါရဲ့အပွေးမှုန်လေးတွေကိုရေထက်ဆေးပြီးတော့တေချာကြိတ်ထားတဲ့တနခါမှုန်စစ်ရက်လို့ရတယ်ရှူလို့ရတယ်လင်းလို့ရပါတယ်ပကံကထုတ်ပါတယ်ရေချိုးတဲ့အခါမှာခြေဖွားနှစ်ဖက်ကိုစားပုတ်ပြီးတော့ခန္ဓာကိုယ်ပူပုတ်တွေကိုထုတ်အောင်မှာဖြစ်တယ်လို့ရေချိုးတဲ့အခါမှာမကြီးပြီးမဲ့ကရမတ်ဂန့်ကလာမနဲ့အခါညချင်းဆိုသလိုဒီခန္ဓာကိုယ်မှာရှိတဲ့အပူပုတ်တွေကိုထုတ်ဖို့အတွက်အသုံးပြုမယ့်ပစ္စည်းလေးကိုကိကထများနဲ့ဒီလိုမက်စရီပြုတ်ရည်တွေခန့်ကလာပြုတ်ရည်တွေပြုတ်နေစရာမကြီးပြီးမဲ့နဲ့ပုတ်တက်နေစရာမလိုဘူးအချိန်ကုန်နဲ့လူသက်တက်တာတဲ့ဆက်ပြတခါတိုက်ကရမတ်တွေဒီခန့်ကလာပြုတ်ရည်တွေ
မကြီးတဲ့တခါတိုင်းလှုပ်ရှားမလို့ပဲနဲ့အချိန်ကုန်တက်တာပတ်စံကုန်နဲ့တက်တာပြီးတော့ပစ္စည်းစစ်ပစ္စည်းမှန်ကိုသုံးဆွဲနိုင်အောင်လို့ပကံသူကထုတ်တဲ့ကရမတ်ရေချိုးဆက်ပြငက်ကလာရေချိုးဆက်ပြမကြီးချိုးဆက်ပြလေးတွေပါအပူပုတ်တွေများရင်သပင်းတွေကျွတ်တယ်နော်အဲ့အတွက်ကိုဒီလိုအပူပုတ်တွေကင်းအောင်လို့အပူထုတ်ပြီးတဲ့အပြင်သပင်းတွေကျွတ်နေတဲ့သူတွေအကျွတ်ရက်သွားဖို့နော်သပင်းတွေအရှင်းမြန်လာဖို့ဖြူနေတဲ့သပင်းတွေပြန်နှက်လာဖို့ဒါဟာလည်းအပူနာရဲ့ယောဂတွေနော်ရွယ်မတိုင်မီသပင်းဖြူနာတွေသပင်းကျွတ်တာတွေဟာဒါဟာအပူပုတ်များလို့ပါအဲ့အတွက်ပကံသူကအထူးပေါ်ဆက်ထားတဲ့ပကံသူတဘာဝနတ်စေးပေါင်းစေပကံသူ organic ကောင်းရှုပ်ရီပကံသူတဘာဝဥယျာဉ်များနဲ့စံသာအဖြစ်ဖြန်းစည်းလေးတွေပါနောက်ပကံသူကဒီခန္ဓာကိုယ်မှာရှိတဲ့အပူပုတ်တွေကင်းဖို့အာယုံကြောယောဂတွေကင်းဖို့အထူးထုတ်လုပ်ထားတဲ့နတ်စေးတစ်လက်ဖြစ်တဲ့ဂန်ဂလာဆေးလုံးလေးတွေမျက်နှာတိဆက်ပြမှာဆိုရင်လည်းကျမ်းမာရေးနဲ့ညီညွတ်အောင်မနဲ့အခါညချင်းစီတို့ထုတ်ပေးထားတယ်နော်အားလုံးမျက်နှာတိဆက်ပြလေးတွေမှာဆိုရင်လည်းတကယ်ကိုကျမ်းမာရေးနဲ့ညီညွတ်အောင်လို့စေးနီးလေးရပေါ့နော်ကျမတို့ဒီတက်တမပြားလို့ဟိုဟာတေချာလေးကိုထုတ်လုပ်ပေးထားတာဖြစ်တယ်နော်ဟိုဟာလေးကကောင်းလို့ဒီဟာလေးကကောင်းလို့ကောင်းလို့နဲ့အများကြီးကျမအစီအစဉ်မကျစိတ်ထဲမှာပေါ်လာသူပေါက်တက်ကရထုတ်ထားတာတခုမှမရှိပါဘူးတကယ်ကိုလူတွေချစ်လေးလေးနဲ့ငွေကုန်ကြီးကြလေးတက်တာပြီးတော့တကယ်ကိုထိထိရောက်ရောက်နဲ့တကယ်ကျမ်းမာလှပစေမယ့်ပစ္စည်းများဟုတ်တာထုတ်လုပ်ထားတာဖြစ်ပါတယ်အဲ့အတွက်ကိုစိတ်ချယုံကြည်ပေးပါဘယ်လိုသူကထုတ်တယ်မနဲ့အခါညချင်းဆိုသလိုမနဲ့ကိုအသုံးပြုရမယ်ရှားဆောင်မျက်နှာတလေးဖြစ်ပါတယ်ဒါဟာမနဲ့ခင်းအသုံးပြုရမှာဖြစ်ပါတယ်တိတ်ကိုအရေးပြအတွက်ကောင်းလာပါတယ်ရှင်နောက်ကညချင်းဆိုသလိုအဲ့အတွက်ကတော့အကောင်းဆုံးကတော့ပကံသူကထုတ်တဲ့မကြီးမျက်နှာတလေးဖြစ်ပါတယ်ရှင်ဒီမကြီးမျက်နှာတလေးကိုညအချိန်မှာအသုံးပြုရမှာဖြစ်ပါတယ်ညမျက်နှာတလေးဖြစ်ပါတယ်နော်ဒါပကံသူကထုတ်တဲ့ညမျက်နှာတမကြီးမျက်နှာတလေးပါမကြီးမချိုက်တဲ့လူကတော့ဒီမှာဒိန်ကြီးဆက်ပြဒိန်ချင်းမျက်နှာတလေးထုတ်လုပ်ပေးထားတာဖြစ်ပါတယ်မနက်ကိုအခါညကိုချင်းပေါ့နော်ဒီတမဆက်ပြလေးရတော့တမဆိတ်ဆက်ပြလေးရတော့ကျမတို့ရေပြားယောဂအမျိုးမျိုးအတွက်အလွန်တင့်တော်လာပါတယ်အမျိုးသမီးတွေရေသုံးဖို့အတွက်ကျမတို့တစ်ခါလေကြာရင်ကျမတို့ဟိုပါပေါ့ဘလို့ခုံးလဲဟိုရားရံတဲ့ခါရှိရပေါ့နော်အဲ့အတွက်ကိုဒီကျမတို့ရေထဲမှာအသုံးပြုတင်ပါတယ်အမျိုးသမီးလေးတွေလက်ရှိလည်းတော်တော်များများအသုံးပြုပြီးတော့ကြိုက်နှစ်တက်နေတဲ့ပစ္စည်းလေးဖြစ်ပါတယ်ဒါဟာတမဆိတ်ဆက်ပြားရေပြားယောဂမျိုးမျိုးအားလုံးအတွက်နှစ်စီးတမပေါ့ရှင်ဒါတမဆိတ်ဆက်ပြားလေးဖြစ်ပါတယ်ဒါကပကံသူကထုတ်တဲ့ collagen powder လေးဒါလေးဆိုရင်လည်းကျမယူချီခံပြီးတော့ငကူတနခါရဲ့အေးမြတဲ့အာနိသင်တနခါမှာပါရှိတဲ့နေအောင်ကြီးကိုကာကွယ်တာတနခါမှာပါရှိတဲ့ collagen တက်အပြင်နော် collagen ကဘာတွေကောင်းလဲလူများသိပြီးသားဖြစ်တယ်အဲ့တော့မှ collagen တက်စင်ပေါင်းပြီးတော့ရှက်ဆောင်လက်ပတ် vitamin E နဲ့ဧကဓာတ်တူတွေနဲ့ကျမတို့အကောင်းဆုံးဖော်ဆက်ပေးထားတဲ့ပကံသူကထုတ်တဲ့တဘာဝတနခါ collagen ပေါင်းတာလေးပါအသားရည်ကိုနှစေမယ်အေးမြစေမယ်နေအောင်ကာကွယ်မယ်အရေးချောင်းကိုပျောက်စေတယ်အစီမှုတွေကိုပျောက်စေပါလေနော်ဒါကပကံသူကထုတ်တယ်ပကံသူတင်းလေဝတ်ချံအစီမှုတွေမဲ့ကြောက်တွေကိုပျောက်ခဲတဲ့အစီမှုတွေကပျောက်စေတယ်ပကံသူကထုတ်တယ်တဘာဝမကြီးခွင်လေးဒီခွင်လေးဟာလည်းကျမကြီးနဲ့ညီထုတ်ထားတာဖြစ်တယ်ညတိုင်းအသုံးပြုရမှာဖြစ်ပါတယ်ညတိုင်းအသုံးပြုရင်တကယ်ကိုရလက်ကောင်းကြီးရလာမှာပါနော်ဒါကပကံသူကထုတ်တယ်တဘာဝကံလာစေးပြားလေးအေးခတက်ကိုခန္ဓာကိုယ်တွင်းမှာသွင်းဖို့အတွက်မနက်တိုင်းသုံးလုံးတောက်ပေးရပါမယ်ယောဂကြီးမနက်သုံးလုံးညသုံးလုံးမှာတော့အလွန်တရာကောင်းလာတဲ့ကံလာစေးလုံးလေးဖြစ်ပါတယ်ပကံသူကထုတ်တဲ့တဘာဝမြစ်တောင်ကြီးညခုံမွေးရှည်စည်းလေးတွေဖြစ်ပါတယ်ဒါကတော့ပကံသူကထုတ်တဲ့ကျမတို့ဟောပေါ့ဆက်တနခါလေးတွေပါအားလုံးကျမ်းမာလှပကြပါစေရှင်